ငါတို့နောက်တစ်ခါလာလိမ့်မယ်နော်သွားတော့မယ်နင်းထွက်လာရင်နဲ့တုတ်ပေါ်လေးစပိန်နင်းထွက်တော့နောက်ကောင်သူကလှန့်ဆွေတာဘာလဲငါတို့ရှောင်းမင်းလိုက်ကျင်လို့လားလိုက်လို့မရဘူးငါနဲ့အဖော်ရအောင်နေခဲ့ပါလားတရားမှာတော့ငပိတ်ဘေးဦးအောင်မောင်အိမ်မောကဆင်းလာပြီးခြံနဲ့အတိုင်းချင်းနေတဲ့ငပိတ်စီကိုရှောက်လာတယ်ငပိတ်မင်းအဲ့ဒါဘာလုပ်နေရတော့တိုင်းချင်းနေရလေဘေးကအမလီလူလေးကလက်တောက်တော့ပဲရှိသေးတာအောင်များကြီးကြီးကျယ်ကျယ်အဖေကလည်းအရေးအကြောင်းဆိုကိုကာကွယ်တဲ့အောင်ကြိုးကျင့်ထားတော့ကောင်းတာပေါ့ဗျမင်းကိုဟိုဘက်ရွာခိုင်းလိုက်မလို့ဘာခိုင်းမလို့တော့ဖေရဲ့အဖေဟိုဘက်ရွာကနေဝတ်တကောင်ဝယ်ထားတယ်အိမ်နေကမိုးချုပ်တာနဲ့ငါမယူခဲလိုက်ရလို့ဒါအဖေအစားတော့ခေါ်ပြီးစမ်းပါဝတ်ကိုဘလို့ခွားမှာတော့ဖေကအော်သူတို့ကျိုးနဲ့တွဲပြလိုက်မှာပေါ့မင်းဒီလိုပဲကျိုးဆွဲခေါ်ခဲ့လိုက်ရင်ရပြီငွေရရှင်းပြီးသားဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဘယ်တော့သွားရမှာလဲဗျခုပဲသွားလိုက်လေတေချာခေါ်လာအောင်နော်ဝတ်တခုမဖြစ်စေနဲ့အကောင်မောက်ပဲရှိသေးတယ်ဟာစိတ်ချပါဖေရဲ့ကျွန်တော်တငယ်ချင်းတွေကိုပါအဖို့ခေါ်သွားလိုက်မယ်နော်အေးသူတို့လိုက်ရင်တော့ခေါ်သွားပေါ့အပြန်လဲနော်ရှောက်တဝေထိုးမနေနဲ့ဝက်ပြောက်လို့ကတော့မင်းကိုအိမ်မှာမအိတ်ခိုင်းဝက်ချန်နဲ့ပို့ထားမှာအဖေကလည်းမပြောက်စီရအောင်တိုင်းစရာငပိန်မှာရုံလိုက်ပါဖေကဒါနဲ့ပဲငပိန်တယောက်အိမ်ကနေထွက်ဖို့လုပ်တယ်ဘသူ့ကိုအရင်သွားခွက်ရကောင်းမလဲဖိုးတူးစီကိုအရင်သွားမယ်ဒီလိုနဲ့အရင်ဆုံးဖိုးတူးစီကိုခြေဦးတည်လိုက်တယ်ငပိန်လည်းဖိုးတူးစီဦးတည်ပြီးတချင်းတညင်ညင်နဲ့ရှောက်လာခဲ့တာမိုးကလေးညူလာရင်လွမ်းမြတ်ရည်လေးလေးငငယ်တော့ငါတငယ်ချင်းကိုတတိယပါတယ်ကြောင်းသွားတူကစားလေးတူပဲကွယ်စပိန်စီးလာတဲ့ဖိုးတူကငပိန်ကိုအရန်လှမ်းတွေ့ပြီးခေါ်လိုက်တယ်ငပိန်ဘဲလဲဟာဖိုးတူမင်းနဲ့ငါနဲ့စိတ်ချင်းတော့ဆက်နေပြီငါမင်းစီမြန်လာခဲ့တာဟာအမေငါလည်းပြင်းလို့မင်းတို့အိမ်ပဲထွက်လာတာတော့ကစားကြမယ်လေစပိန်ဘက်စီးကြမလားမဟုတ်ဘူးကွာငါအဖေကတပီကုန်းရွာပဲအခိုင်းလွတ်လိုက်လို့အဲ့ဒါတယောက်တည်းသွားရမှာပြင်းတာနဲ့မင်းနဲ့တော့ဘောလိုက်ခဲ့ဖို့အဖေါ်ခေါ်မလို့ထွက်လာတာအော်အဲ့လိုလားလိုက်ခဲ့မယ်လေစမင်းကအိမ်ကိုပြန်မထားတော့ဒါနဲ့ပဲနင်းသွားကြမယ်မရောက်တာပေါ့အေးအရင်ဆုံးတုပ်ဘောကိုသွားခေါ်ကြမယ်ဖိုးထုနဲ့ငပိန်တို့စပိန်နေပြီးတုပ်ဘောကိုသွားခေါ်ဖို့အတွက်ထွက်လာကြတယ်တုပ်ဘောကတော့ခြံနေသူ့အမိကအပင်တွေရေလောင်းခိုင်းတာလို့ရေပုံးတစ်ဖက်နဲ့လိုက်လောင်းနေတာပါအမေတို့ကမမိုက်ဘူးပိတ်ရနေမှာအေးစေးလည်းမစော့ရအောင်ဟိုခိုင်းဒီခိုင်းနဲ့ခုလည်းအပင်ရေလောင်းပြီးဘာခိုင်းအောင်မလဲမသိဘူးပြောဆူလုံးနေချင်းဖိုးထုတို့စပိန်အိမ်ရှိကိုရောက်လာတယ်ဟာတုပ်ဖို့ကြီးလိမ္မာနေပါလားမင်းတို့ကဘာလာလောက်တာတော့ငါမအားဘူးရဲ့အမေကအပင်ရေလောင်းခိုင်းထားတယ်ငပိတ်ပြဟိုဘက်ရွာခိုင်းထားလို့အဲ့ဒါမုတ်ဝဲကျွေးမယ်တဲ့အတူလိုက်ခဲ့ဆိုလို့မင်းကိုလားခေါ်တာဟုတ်တယ်ဒါမဲ့မင်းမအောင်ဆိုတော့လေငါတို့ဘာသာပဲသွားရုံမို့ကွာနေပါအောင်ကွာမုတ်ကျွေးမယ်ဆိုရင်လိုက်မယ်လေခဏတော့စောင့်ကွာတုပ်ဘောကအပင်ရေလောင်းရင်းနဲ့ငပိတ်မင်းဖေကဘာခိုင်းလိုက်တာဝက်ပေါက်သွားခေါ်လာမှာခြံနဲ့မွေးဖို့လေအပင်ရေလောင်းတာပြီးသွားတော့တုပ်ဘောကလာငါတို့သွားကြမယ်ငါလည်းစပိန်ယူလာခဲ့မယ်တုပ်ဘောအိမ်နောက်ဘက်ကနေစပိန်သွားယူလာပြီးဖိုးထုနဲ့ငပိန်လည်းထွက်ဖို့ပြင်ကြတယ်ဒါလိုနဲ့ဖိုးထုတို့တွေစကားတပြောနဲ့စပိန်နန်းလာကြတယ်ငါတို့မိုင်းကြိုင်အိမ်ဝင်ပြီးတော့မုံဝင်စားကြမလားမင်းကွာငါတို့မုံဝယ်မကြွေးကျင်တာနဲ့သူများအိမ်ကိုခေါ်ပြီးကောင်းစိတ်ခိုင်းအောင်ပါငါကတော့ဘာနေစားရဖို့ပဲအိမ်မနေအခိုက်ခံရမှမူလိုက်လာငါအဲ့လိုမဟုတ်ပါဘူးမရောက်တာကြလို့မိုင်းကြိုင်တို့စီကိုအလင်းဝင်မှုပြောတာပါကွာဟာငါပိန်နင်းဟိုမှာဘာလုပ်နေကြလဲမသိဘူးနင်းလာရင်ရှင်းသားရောက်တော့ရွာသားနှစ်ယောက်ပေါတူးတွေနဲ့ခဲတွေညှိပြီးလမ်းခင်းနေကြတယ်ဟဲ့ကလေးတို့လမ်းပြင်နေလို့ဒီနေ့တော့ဖြတ်လို့မရသေးဘူးအော်ဟုတ်လားတခြားဘယ်လမ်းကနေသွားလို့ရလဲခင်ဗျခုနောက်ပြန်နေသွားလိုက်ရှင်းလန်းဆောင်ရောက်ရင်ဘယ်ဘက်ချိုးပြီးလမ်းတွေ့ရင်ဘယ်ဘက်ချိုးလိုက်တရားတစ်စင်းတွေ့လိမ့်မယ်အိတ်တဲ့တာမောင်းသွားမင်းတို့တပီကုန်းရွာနောက်ဘက်ကိုရောက်လိမ့်မှာဟုတ်ဦးလေးပြောတဲ့အတိုင်းသွားလိုက်ပါမယ်ကျွန်တော်တို့လည်းအဲ့ဒီတရားဘက်ကတခါမှမသွားဘူးဗျအေးလူပြက်လို့လေတော်ရုံမသွားကြအောင်ခုကလမ်းပြင်တော့အဲ့လမ်းပဲရှိတယ်သတိထားတော့သွားကြနော်မင်းတို့က3ယောက်ဆိုတော့တိတ်ကြောက်စရာတော့မလိုပါဘူးဟုတ်ဗျဒါဆိုကျွန်တော်တို့သွားလိုက်ပါအောင်မေဗျ
ငါတို့အဲ့လန်လည်းမသွားဘူးနောက်ရက်မှပဲမင်းဝက်ကိုတွားယူလိုက်ပါလားဟာအဖေကဒီနေ့ခိုင်းတာကွာဒါလေးတော့မလုံးနိုင်ဘူးလားလို့ငါ့ကိုပြောမှာပေါ့အေးကွာဒါဆိုလဲသွားတာပေါ့ဖိုးတူလည်းပြောမရတော့၃ယောက်သားစပိန်နေထွက်လာကြတယ်ဖိုးတူတို့တွေစပိန်ကိုနင်းလိုက်နဲ့တရားကိုမြင်လိုက်တော့စောနာဦးလေးပြောတဲ့တရားဒါနီမှာငါတို့စင်ပြီးတော့စပိန်တူမီသွားကြမလားလေကောင်းလေတန်လည်းရတာပေါ့၃ယောက်သားစပိန်တူမီရှောက်လာကြတယ်ရှောက်လာရင်တရားပေါ်ကနေတုတ်ပေါ်အောက်ကိုရက်ပြီးငုံကြည့်နေချင်းဖိုးတူကတုတ်ပေါ်ကိုနောက်ကနေတွန်းချမလို့နဲ့လှမ်းဆလိုက်တာဟေ့ဖိုးတူနောက်ကနေတွန်းမလို့ပကုံးကိုလှုပ်လိုက်တော့အမလေးပြကဲတော်မူကြပါတုတ်ပေါ်တော့လေကြောက်တတ်တာလေလွန်မလေးရောကြောက်တာပေါ့ကွာတရားအမြင့်ပဲအင်းနော်ရေစီးကလည်းတန်းလိုက်တာငါတို့လေဒီလောက်တာတဲ့နေအောင်မသိဖြစ်ကြသေးတာကြည်စမ်းဦးလေးပြောသလိုပဲနော်လူသားလူလာကတော့မရှိတတ်လောက်ပဲဒါလို့နဲ့ထော်လာကြီးတစည်းကဖြတ်သွားတယ်ခလေးတွေသွားဆရာရှိရသွားတရားအနေရများတယ်အဲ့လိုအော်ပြီးသူလဲကောက်ဆက်မောင်းသွားတာဒါမှကွာဝက်ကသွားယူအောင်မှဆိုတော့ခက်တက်ပဲသွားကြရအောင်အင်းနော်ဘာလို့ဒီတရားကိုအနေရများတယ်ပဲပြောနေကြလဲမသိဘူးရှောင်းလာရင်နဲ့တရားဆုံးကနေတော့တရားပေါင်ပေါ်မှာဖိုးတူတို့ရွှေကောင်လေးတယောက်ထိုင်နေတယ်ဟာငပိဟိုမကြည့်အဲ့ဒီကောင်လေးကမကြောက်မလန့်နဲ့ထိုင်ပြီးတော့ဘာလုပ်နေရလဲမသိဘူးဟဲ့အောင်မင်းဒီလိုမထိုင်နဲ့လေအားလုံးပြီးတော့ပြုတ်ကျသွားမယ်ကွာမင်းတို့ကငါ့ကိုသိလို့လားသိတော့မသိဘူးလေကွာဒါပေမဲ့မင်းတို့အနေအများလို့ပြောပြတာမင်းတို့ကဘသူတွေတော့တကားမှမမြင်ဘူးငါတို့ကဟိုဘက်အောင်မဲရွာငါပိုးတူသူကငပိဟိုတက်ကတုတ်ပေါ်တဲ့မင်းနာမည်ကရောငါနာမည်ပေးတာမင်းတို့မှာဘာစားစရာပါလဲစားစရာတို့ပေါ့မင်းမှာဘာပါလာသေးလဲပဲပမုံတထုံနဲ့ရေပဲပါတယ်အဲ့ဒါဆိုငါကြည့်ငါပိုက်စာနေပြီတို့ပေါ်လေစမင်းချင်းတွေကပေါမုံထုံနဲ့ရေဘူးကိုသူ့ကိုလှမ်းပေးလိုက်တော့ဟိုကလှမ်းယူပြီးစားတယ်ဒါနဲ့မင်းကတပီကုန်းရွာလားမင်းကလည်းငါတို့ရွာလေလာတိုင်းမတွေ့မိဘူးနော်ငါကနေသိမကောင်းတော့အိမ်ထဲပဲနေတာများတယ်ပွဲတွေလည်းသိမထွက်လေဘူးအော်အေးဟုတ်မှာဒါနဲ့မင်းအတူပြန်လိုက်အောင်လားငါတို့မင်းရသွားမလို့သူကခေါင်းခါရီငါဒီမှာနေရအောင်မမင်းတို့ပြန်လာတော့ဒီကပဲစောင့်နေမယ်အေးဒါဆိုငါတို့သွားအောင်မယ်မင်းအဲ့ဒီပေါ်ကြီးတက်ထိုင်မနေနဲ့အနေရများတယ်ပိုတူတို့တွေငပိန်ဝဲယူရမယ်ဝက်ကြံကိုရလို့လာခဲ့ပြီ။ဦးရေကျွန်တော်ငပိန်မှာကျွန်တော်အဖေဦးအောင်မောင်ကဝက်ပေါက်လာယူခိုင်းလို့ရောက်လာတာပါ။အေးဝက်ပေါက်တွေကတော့မင်းမြင်တဲ့အတိုင်းအများကြီးပဲအစင်ပြေတဲ့ကောင်ကယူသွား။ဒါဆိုကျွန်တော်တစ်ချက်ဝင်ကြည့်ရွေးလိုက်မယ်နော်။ချန်ဝါကဝက်ကြံပိုင်ရှင်ကခေါင်းညှိပြီးမလန်မကန်နာကွက်ပြက်နာမှာထွက်သွားတိုင်းလား။ဟေးငါတို့ဒီမှာလာထိုင်ပြီးတော့ရင်နှွေးကြမ်းတော့ကြောင်သူရွေးရင်ကြောင်အောင်မ။ဟုတ်ကဲ့ဗျ။ပြီးရင်လာတော့ပါမယ်ဗျ။ဒါလို့နဲ့ဝက်ချန်နဲ့၃ယောက်တောင်ဝင်သွားကြပြီးဝက်ရှာပုံတော်ဖွင့်နေမင်းကကြည့်တယ်လို့လားငါပင်ကကြည့်လိုက်ရင်ဘာမှမထူးကြဘူးစိုက်တွေပဲကွာသွားတယ်ဟာအေးငါလည်းမကြည့်တတ်ဘူးတက်ကျင်အောင်ဆောင်ပြီးဒီတိုင်းပဲလက်လျှောက်ကြည့်နေရကွတော်ပုံကတော့ဝက်တွေကိုလိုက်ဆက်စုနေတယ်ငါပင်လည်းဝက်တကောင်ကောက်ချစ်လိုက်ပြီးဖိုးထုကိုပြောလိုက်တာငါဒီကောင်လေးပဲခေါ်သွားလိုက်တော့မယ်အေးလုံးချစ်ချစ်နဲ့ချစ်စရာလေးကွမင်းစီတာမရုံးနော်လူရင်နေဘလို့နဲ့၃ယောက်သားကြံမိုင်ရှိတိုင်းနေရဲ့ကွက်ပစ္စည်းကိုသွားကြတယ်ဦးလေးကျွန်တော်ဒီကောင်လေးပဲခေါ်သွားတော့မေးသူကဘယ်နည်းရဲ့သားလေးဗျရက်80သားနိုးလဲပြက်နေပြီဒါနဲ့မင်းဒီတိုင်းခြိသွားမလို့လားဟုတ်ဘလို့ခေါ်သွားရမလဲငါကျုံးနဲ့ခြိပေးလိုက်မယ်မဟုတ်ရင်ဝက်ကလမ်းမှာထွက်ပြေးသွားရင်ငါပြန်မယုံနော်ဒါဆိုဦးလေးအစီအပြေတယ်လို့လှုပ်ပေးလိုက်ပါဗျဒီမှာအမောပြေယူနေချမ်းနဲ့ကျင်းတော့စားဦးလေးကျိုးသွားယူအောင်မေးကျမရှင်လေးပြောပြီးထွက်သွားတယ်